အောင်မ ဘာဝ ဘာဝဘယ်ဘက် ဘယ်ဘက်ကကနန်း ဟေးလာပြန်ကီရီနော်ကာနဲ့ညာနဲ့ဟိုမှတ်ထားရင်ကီရီကဘာလို့ဆိုတာတန်းစီသွားပြီနော်အဲ့ကြတော့ညာဘက်ကိုကိုယ်တာကိုစဉ်းစားမယ်ကိုယ်တာက တွေ့တာဘလော့ ဘယ်လော့နော် ဘလော့ကနန်း ညာဘက်ကိုကိုယ်ဘလော့ကာနန်မနဲ့ဘယ်ဘက်ကိုကိုယ်ဆိုရင် ဘလော့ကီရီ ဘလော့ကီရီโอเคညာဘက်ချမ်း ညာဘက်ကျန်စပလတ်ကနန်း ညာဘက်ချမ်း စပလတ်ကနန်း စပလတ်ကနန်ညာဘက်ချမ်းကိုလာခဲ့ မာရီစပလတ်ကနန်း မာရီစပလတ်ကနန်ဟုတ်ပြီနော်ဘယ်ဘက်ချမ်းကိုသွား ဘယ်ဘက်ကျန်စပလတ် ပက်ကီ ပရဂီစပလတ်ကီရီ နော်ပက်ကီစပလတ်ကီရီနော်အဲ့ကြတော့ဂိုးဆိုတာဘာတော့ဘယ်မှာထားရမလဲ ကိုဆိုတာ object object မှာထားရမယ် object ကိုဘာသာပြန်ရင်ဘာနဲ့ဘာသာပြန်မလဲဂိုးနဲ့ဟုတ်လားဘာသာပြန်မှာအဲ့ကြညာဘက်ကိုဘယ်ဘက်ကိုနော်ဒါကိုနောက်ဆုံးမှာ object မှာတွက်ထားမယ်ဟုတ်ပြီလားနော်အဲ့ကြတော့ညာဘက်ကိုလာခဲ့ ညာဘက်ကိုလာခဲ့ မာရီ မာရီကနန်း မာရီကာနန်နော်မာရီကာနန်မာရီစပလတ်ကာနန်ညာဘက်ချမ်းကိုလာခဲ့နော်အဲ့လိုပုံစံသွားပါတယ်